ကျမခန်းစားချက်ကိုယုံနေသူအဲ့ဒီခန်းစားချက်တွေကပဲကျမရဲ့ပြင်းစရာကောင်းတဲ့တစ်နေ့တာလှုပ်ရိုးလှုပ်စင်တွေကိုစမ်းသစ်နေစေတာတခုခုယုံကြည်မျှော်လင့်ဆောင်စားနေရတာကိုကျမကြိုက်တယ်လိုအပ်နေတဲ့တစ်ဖက်ချောင်ပြည့်ပြည့်စုံစုံနဲ့လူတစ်ယောက်ရောက်လာမယ်ဆိုတဲ့ခံစားချက်နဲ့တနေ့ပြီးတနေ့တရက်ပြီးတရက်လူတိုင်းမှာတနေ့အချိန်ကြရင်သူတို့တွေ့ဆုံပတ်သက်ရမယ့်လူတစ်ယောက်ရှိပြီးသားလို့ကျွန်တော်ထင်တယ်ကျွန်တော်လာပုတ်တိုက်သွားတဲ့မြင်းချောင်းလေးတစ်ခုကသူ့ပေါ့ဒါပေမဲ့ကန်တရားကျွန်တော်ကိုကြည်စဲရတဲ့သဘောကျတယ်ထင်တယ်သူနဲ့ဆုံလိုက်တိုင်းကျွန်တော်ဘက်ကအမြဲတမ်းချစ်တလန်နောက်ကျနေခဲ့